ခုရောက်ရှိနေရတော့ဗာလူလာပိုင်းကန်ပြပါ 我们这是一个红包包。 မဆိုရင်ဟိုဘာလာချီကြရဲဒီကခံကြရဲဒီကလုံးရတယ်ဒီတာစုတွေကလေးတွေပါတော့မှာအချိန်ယူကြရဲပေါ့နော်။ဘာကတော့ချက်ချမ်းကနေပြန်လာဖြစ်ပါတယ်။ချက်ချမ်းကနေပြန်ဒီရက်ခဏဝင်ပြီးတော့ပါတယ် ဟူးချေ ပါပါလေဒီကလန်ကနေပြန်လာရတော့မှဒီမှာ အင်္ဂလန် လန်ဒန် နီယာလန်ဒန် ဒီကနေပြန်လာတော့မှဒီကမာနေအချင်းကြီးကြည့်ရအောင်ဘယ်လိုဖြစ်လဲဘယ်လိုနေနေလဲသူတွေပုံကြီးပုံရတော့သူတွေကဘယ်လိုပြောမှလဲလွတ်လပ်ပြီးအချင်းကြီးအများရှိတာပြီးတော့ရှင်နေကြတဲ့ပုံပိုက်တာဒီမှာဒီမှာဒီကတော့တကြံအတွက်မန်တဲ့ဟောက်တာဖြစ်ပါလေတကြံတက်သူတို့တွေကညနေပိုင်းလို့ဘာလို့မှဆိုနေတို့လိုက်ရေဆိုင်းကြတယ်ပေါ့နော်အဲ့ဒီကြံတို့ချွေရင်ချက်တွေမရှိအောင်ဒီတခြားလေးစစ်ဆေးတော့မှတော့စစ်တယ်နဲ့လုပ်ဖို့ဟိုလိုမျိုးရှိရဲ့စစ်စစ်ရှိပါလေရှိရဲ့စီရှိရတယ်ရှိရဲ့စီပေါက်ပါဒီကတော့ဘာပါလဲဒါတော့သူ့လေကြားလို့ခေါ်တယ်ကြားသူ့လေကြားသူ့လေမတည့်ရတူတော့မရှိတော့ဘူးပေါ့နော်ဒီရဲ့ဖျားဘူးမြို့မှာပြောင်းမြို့မမလို့လည်းခေါ်တယ်ဒီမှာကတကြံကနေမြို့လာမယ်ဟောလာမယ်ပတ်လောက်ဆိုရင်တကြံဘွဲတော့ကြီးကရောက်ရှိလာတော့မှဖြစ်တယ်အဲကြောင့်မို့တကြံဘွဲတော့နေမှာအင်ဒီမှာပဲလုံချုံနေကြဖို့ပြောချင်ပါတယ်ဘိုင်